သုံးနိုင်ငံဖိတ်ခေါ်ဖလားပြိုင်ပွဲချန်ပီယံဆုကိုဘယ်လိုတတ်မှတ်မလဲမြန်မာမျိုးသမီးအသင်းဘူဆွဲနိုင်မလားမြန်မာဘောလုံးရှင်ပြည်သက်များအားလုံးပဲမင်္ဂလာပါခင်ဗျဘာမီစပေါ်နျူ Facebook YouTube နဲ့ TikTok Channel ကနေကြိုဆိုလိုက်ပါတယ်ခင်ဗျလာမယ့်ဇွန်လ3ရက်နေ့ကစပြီးမြန်မာဘောလုံးပြည်သက်တွေစောင့်မျှော်နေတဲ့သုံးနိုင်ငံဖိတ်ခေါ် ARB ဘန်ဖလားပြိုင်ပွဲကြီးကိုရန်ကုန်မြို့တူးနာကွင်းမှာကျင်းပသွားတော့မှာဖြစ်ပါတယ်ဒီပြိုင်ပွဲဟာမြန်မာမျိုးသမီးလက်ရွေးစင်အသင်းအတွက်နီးပြအသစ်လက်ထက်ပထမဆုံးစမ်းသပ်မှုတစ်ခုလည်းဖြစ်လာမှာဖြစ်ပါတယ်အင်ရှင်မြန်မာအသင်းနဲ့အတူဖိတ်ခေါ်အသင်းတွေဖြစ်တဲ့ထိုင်းမျိုးသမီးလက်ရွေးစင်အသင်းဥဇဘက်ကစ္စတန်မျိုးသမီးလက်ရွေးစင်အသင်းတို့ပါဝင်ရှင်ပြိုင်ကြမှာဖြစ်ပြီးတော့သုံးသင်းပတ်လက်စနစ်နဲ့ကစားသွားကြမှာဖြစ်ပါတယ်ပွဲစဉ်စရာကိုကြည့်မယ်ဆိုရင်ဇွန်လ3ရက်နေ့ညနေ4နာရီမှာမြန်မာအသင်းနဲ့ဥဇဘက်ကစ္စတန်အသင်းစတင်ရှင်ပြိုင်သွားမှာဖြစ်ပါတယ်အဲဒီနောက်ဇွန်လ6ရက်နေ့မှာတော့ဥဇဘက်ကစ္စတန်အသင်းနဲ့ထိုင်းအသင်းတို့တွေ့ဆုံမယ်နောက်ဆုံးဇွန်လ9ရက်နေ့မှာတော့မြန်မာအသင်းနဲ့ထိုင်းအသင်းတို့အဆုံးဖြတ်ပွဲကြီးလို့ဖြစ်လာနိုင်တဲ့ပွဲစဉ်ကိုကစားသွားကြမှာဖြစ်ပါတယ်ဒါပေမဲ့ပရိသတ်ရှုစိတ်ဝင်စားနေတဲ့မိကွန်းတစ်ခုရှိပါတယ်သုံးသင်းပတ်လက်ကစားပြီးရင်ချန်ပီယံကိုဘယ်လိုဆုံးဖြတ်မလဲဆိုတာပါပဲမြန်မာဘောလုံးဖွဲ့ချုပ်ကထုတ်ပြန်ထားတဲ့စီမင်းအရပထမဆုံးချက်ကတော့နှစ်ပွဲစီကစားပြီးတဲ့နောက်ရမတ်အများဆုံးရရှိတဲ့အသင်းကချန်ပီယံဖြစ်မှာဖြစ်ပါတယ်ဒါပေမဲ့ရမတ်တူညီနေတဲ့အချိန်နဲ့ဖြစ်လာရင်ရောဘယ်လိုဆုံးဖြတ်မှာလဲဒီအချိန်မှာဒုတိယဆုံးဖြတ်ချက်အဖြစ်ရမတ်တူညီနေတဲ့အသင်းချင်းချင်းထိပ်တိုက်တွေ့ဆုံမှုရလန့်နဲ့ဆုံးဖြတ်မှာဖြစ်ပါတယ်ဥပမာမြန်မာအသင်းနဲ့ထိုင်းအသင်းရမတ်တူနေတယ်ဆိုရင်နှစ်သင်းကစားခဲ့တဲ့ပွဲမှာဘယ်အသင်းနိုင်ထားလဲဆိုတာကြည့်ပြီးတော့ချန်ပီယံဆုံးဖြတ်မှာဖြစ်ပါတယ်ဒါပေမဲ့ထိပ်တိုက်တွေ့ဆုံမှုပါတည်ရဖြစ်နေတယ်ဆိုရင်တော့တတိယအဆင့်ဆုံးဖြတ်ချက်ကိုသွားပါမယ်အဲ့ဒါကတော့အုပ်စုပွဲစဉ်အားလုံးကရရှိထားတဲ့ဂိုးကွာရှားချက်နဲ့ဆုံးဖြတ်မှာဖြစ်ပါတယ်ဒါကြောင့်ယခုပြိုင်ပွဲမှာနိုင်ရုံနဲ့မကပဲဂိုးများများသွင်းနိုင်ဖို့လည်းအရေးကြီးလာပါတယ်တကယ်လို့ဂိုးကွာရှားချက်ပါတူညီနေသေးတယ်ဆိုရင်တော့အဝါကအနီးကပြစ်ဒဏ်မှတ်တမ်းနဲ့သုံးဖြတ်မှာဖြစ်ပါတယ်ဘယ်အသင်းကပြစ်ဒဏ်နေတယ်လဲအဝါကနေတယ်လဲဆိုတာနှိုင်းရှင်ပြီးတော့ပြစ်ဒဏ်အနည်းဆုံးအသင်းကိုချန်ပီယံဖြစ်သတ်မှတ်သွားမှာဖြစ်ပါတယ်အဲဒီချက်တွေအကုန်တူနေသေးတယ်ဆိုရင်တော့နောက်ဆုံးအရှင်တွေက2မျိုးရှိပါတယ်ပထမတစ်မျိုးကတော့ရမတ်တူနေတဲ့အသင်းဟာနောက်ဆုံးပွဲမှာအရှင်းချင်းရင်ဆိုင်နေတဲ့အသင်းတွေဖြစ်နေတယ်ဆိုရင်ပွဲပြီးချိန်မှာကွင်းတွင်းပင်နယ်တီအဆုံးဖြတ်ခံယူရမှာဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီနှစ်သင်းကနောက်ဆုံးပွဲမှာမတွေ့ထားဘူးဆိုရင်တော့ကန်ဆန်းမဲနိုင်ပြီးတော့ချန်ပီယံဆုကိုဆုံးဖြတ်သွားမှာဖြစ်ပါတယ်အတူရှုံပြောရရင်တော့ရမတ်အများဆုံးသင်းကဘိုးဆွဲမယ်ရမတ်တူရင်ထိတ်တိုက်တွေ့ဆုံမှုကြည့်မယ်ထိတ်တိုက်တွေ့ဆုံမှုတူရင်ဂိုးကွာရှားချက်ကြည့်မယ်ဂိုးကွာရှားချက်တူရင်အဝါကအနီးကပြစ်ဒဏ်နေတဲ့အသင်းကဘိုးဆွဲမယ်ဒါတွေအကုန်တူနေရင်တော့နောက်ဆုံးပွဲမှာတွေ့ထားရင်ပင်နယ်တီမတွေ့ထားရင်မဲနိုင်ဆုံးဖြတ်မှာဖြစ်ပါတယ်ပရိသတ်တွေစိတ်ဝင်စားနေတဲ့နောက်ထပ်မိကွန်းတစ်ခုကတော့နီးပြတဲ့လက်ထက်ကစားသမားအဟောင်းသစ်ပေါင်းဆက်ဖွဲ့စည်းထားတဲ့မြန်မာမျိုးသမီးလက်ရွေးစင်အသင်းချန်ပီယံဖြစ်နိုင်ပါမလားဆိုတာပါပဲထိုင်းအသင်းကဒေသတွင်းအင်အားကြီးအသင်းဖြစ်တယ်လို့ဥဇဘက်ကစ္စတန်အသင်းကလည်းအာရှအဆင့်မှအန်ဒီရရှိတဲ့အသင်းတစ်သင်းဖြစ်ပါတယ်ဒါပေမဲ့အိမ်ကွင်းအားသာချက်ပရိသတ်အားပေးမှုနဲ့လူငယ်ကစားသမားအချို့ရဲ့စိတ်အားထက်သန်မှုကမြန်မာအသင်းအတွက်အားသာချက်တစ်ခုဖြစ်လာနိုင်မှာဖြစ်ပါတယ်ပရိသတ်ကြီးတို့ကရောသုံးနိုင်ငံဖိတ်ခေါ်ဖလားမှာမြန်မာမျိုးသမီးအသင်းချန်ပီယံဖြစ်နိုင်တယ်လို့ထင်ပါသလားကွန်မန့်မှာဝင်ရောက်ဆွေးနွေးမှတ်ချက်ပေးခဲ့ကြပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ